တိတ်တခုပန်းပွင့်နေဆိုတာတဘာဝပါခင်အလားကြည့်ခံခြင်းလို့ပန်းစင်ပါစီရည်စူးပြီးဖူးပွင့်မစင်ခင်ကြိုက်ရင်အညာကိုချိုးပြီးခင်မြတ်နိုးတော့ပန်းချင်းပန်းပေါ်မပန်းချင်းခင်မကြိုက်တော့လေပြစ်လိုက်ပေါ့နော်ခင်စင်ချင်းမစင်ပါတော့ခင်ရေမစင်လို့ပဲဖြစ်ဖြစ်မမြင်လို့ပဲဖြစ်ဖြစ်ပေါ့တိရွက်ကြိုတိရွက်ကြားကခင်သွားရင်ရနံ့ပြီးခင်မွေးရင်ပျော်ရွှင်လို့ခင်မမြင်ခင်မကြည့်ပဲမေခင်သိရင်စိတ်ကျဉ်နှက်ပါရဲ့ရွက်ချက်ဆိုကြိုအကြားမှာပဲပွင့်သွားတာပေါ့မောင်စိန်ဝင်းပတိကုံ